သားငိမ့်လုံနေတဲ့တမားရေးဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်လက်ခါရပြီးရင်တရေခွင်းပေးခြင်းတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ branch လောက်ခေတော့ဆိုရင်ပေါ့နော်ဒါဝေးစုခဲ့တဲ့ပုံစံလေးကိုပေါ့နော်နည်းနည်း sharing လုပ်ပေးကြပါရရှင်အတွန်းဝေးဆိုရင်တော့ဒါအခြေခံလားစာက9သိန်းဝန်းကျင်ရတယ်ပေါ့နော်9သိန်းဝန်းကျင်ရတယ်ဆိုရင်ဒီ9သိန်းဝန်းကျင်တွေကနေပြီးတော့ဒီကောင်းဆိုရင်ဒါ 100% ပေါ့နော် 100% ဆိုတော့ဒီဟာကိုဝေးက 40% 30% 20% 10% ဆိုပြီးတော့ဒါ percent နဲ့ခွဲလိုက်တယ် 40% ဆိုရင်ကဒါပြောမယ်ဆိုရင်တော့ဒါ2သိန်းဝန်းကျင်လောက်ရရပေါ့နော်ဒီ30% ဆိုရင်ကျတော့3သိန်းခွဲဝန်းကျင်လောက်ပေါ့နော်ဒါကျန်တယ်ပြီးတော့ရင်ဒါ 20% ဆိုရင်တော့ဒါ3သိန်းဝန်းကျင်လောက်ကျန်တယ်ပြီးတော့ရင်ဒီ10% ဆိုရင်တော့ပေါ့နော်နောက်ဆုံးပိတ်တာ9000ဝန်းကျင်လောက်ကျန်တယ်ပေါ့နော်တူတဲ့အပြင်ဆိုရင်တော့အဲ့ဒါကိုဝေးဘယ်လိုမျိုးခွဲလိုက်တာလဲဆိုတော့ဝေးကြတော့နေဘက်ကနေ 40% ကိုကြတော့ဝေးကခေါ်လက်ပေါ့နော်ကိုအတွက်ပေါ့နော်စုငွေပုံစံမျိုးကိုဖယ်လိုက်တယ်အနေဘက်ကနေပြီးလာလောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိဘတွေကိုလွှဲဖို့အတွက်ကိုဒီ3သိန်းခွဲပေါ့နော်ဒီ 30% သုံးတယ်ဒီပေါ့နော် 20% ပေါ့နော်3သိန်းကိုကြတော့ဘေးအတွက်သုံးတာလေးဆိုရင်ဒါကတော့ပေါ့နော်ဒါမုံစားဖို့ပေါ့နော်ဒါပြီးတော့ရင်ဒီဘက်မှာကျန်တဲ့ဒီ9000ပေါ့နော်9000ကျန်တာကိုကြတော့ဘေးအတွက်သုံးလေးဆိုရင်ဒါကိုကြတော့လှူဖို့ပေါ့နော်တကယ်တော့သုံးရတာတော့ဒီ 20% ပဲသုံးရတာပေါ့နော်လူမျိုးတွေအတွက်အဆင်ပြေလေးဆိုရင်ဒီစုနီးရတော့ပေါ့နော်ဝေတို့လုတ်ခေတော့ဆိုရင်ဝေတို့ကကြတော့နေစားငိမ့်ပေါ့နော်နေစားငိမ့်ဖြစ်တဲ့အတွက်ဝေတို့ရန်ကုန်မှာဒါအင်္ဂလာကမပြီးရဘူးပြီးတော့ရင်ပေါ့နော်အစားတောက်တော့ကိုလေဒါစိတ်ရောအကျွေးအတွက်ကြောင့်မို့လို့ဒါအစားတောက်တော့လည်းမကုန်ဘူးပေါ့နော်နေစားငိမ့်သမားဆိုရင်ဒီလိုမျိုးလေးစုဖို့ဝေရအကြံပေးချင်ပါရှင်တစ်လကိုပေါ့နော်ဒါအနည်းဆုံးဒါ2သိန်းစုနိုင်နေဆိုရင်တော့မှလေဒါ3လဆိုရင်6သိန်းလောက်စုနိုင်တယ်ဒါပေမဲ့ဒီစုတဲ့ငွေတော့လုံးဝမသုံးနေပေါ့နော်ဒီခြေခံလစာကိုပဲဝေရပြောပြပေးတာပေါ့နော်အမှန်ကြီးဥပမာ9000ပေါ့နော် OT စင်းနေဆိုရင် OTJ တွေပြမနေလိုအပ်တဲ့အရာရှိရေပေါ့နော်ဥပမာသွားရိတ်စင်မျက်နှာတစ်တည်းစပြီးတော့ဘေးဝင်ငယ်ကနေပြီးဒီလိုမျိုးသုံးလိုက်ရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ခြေခံလက9သိန်းရတဲ့ဝန်ထမ်းဆိုရင်ဒီလိုမျိုးလုပ်ချင်တော်တော်လေးအဆင်ပြေတယ်ဒီနေ့ကတော့လာကုန်လေးရက်ဖြစ်တာကြောင့်မို့လို့ပေါ့နော်လာကာတွေကိုပေါ့နော်လုံးဝတရေပင်းပဲကျန်တဲ့အဖြစ်မျိုးတွေမဖြစ်အောင်အတွက်ဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်တာပဲဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်